ရားသခင်နာမတော်ကိုဥစွာပထမချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ရမယ်ယုံကြည်သူသားသမီးရောက်စီတိုင်းကိုယေရှုနာမ၌ခေါ်ဖိတ်ပါတယ်ဒီနေ့ကတော့ခေါင်းစဉ်ပေးထားတာကတော့မင်္ဂလာရှိသောမျှော်လင့်ခြင်းအကြောင်းဖြစ်ပါတယ်မင်္ဂလာရှိတဲ့မျှော်လင့်ခြင်းကဘာလဲကျမတို့ဘာကိုမျှော်လင့်နေတာလဲတကယ်မင်္ဂလာရှိတဲ့အရာကဘာလဲကျမတို့ရောမင်္ဂလာရှိတဲ့သူလို့အခေါ်ခံခြင်းလားဒါဆိုရင်ကျမတို့ကဘာတွေလှုပ်ဆောင်ရမလဲဘုရားကြောင့်တတ်တဲ့အသက်တာကဘာတွေလဲဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်ဝင်ခါသွားဖို့ရရှိပါတယ်တိတုဩဝါဒစာကျမ်းစာတစ်ပိုက်ကိုဖတ်လို့တယ်တိတုဩဝါဒစာအခန်းကြီးနဲ့အခန်းငယ်7 73ဖြစ်ပါတယ်အကြောင်းမူကားမင်္ဂလာရှိသောမျှော်လင့်ရာကို၎င်းနော်မင်္ဂလာရှိသောမျှော်လင့်ရာကြီးမြတ်သောဘုရားသခင်သည်ဟူသောငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ဘုန်းအတည်တော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်းငါတို့သည်မျှော်လင့်၍တဲ့ကျမတို့ကဘုရားသခင်ရဲ့ဘုန်းအတည်တော်ထင်ရှားပေါ်ထွန်းတာကိုမျှော်လင့်စောင့်ဆိုင်နေတဲ့ယုံကြည်သူတွေဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကလောကမှာအသက်ရှင်တဲ့အခါမှာဘုရားရဲ့ဘုန်းတော်ကိုမျှော်လင့်နေသူမှန်လို့ရှိရင်လောကမှာဘုရားမဲ့တရားမဲ့နေခြင်းအိမ်ကြီးဆောင်ခြင်းနော်နောက်ပြီးလောကီတတ်မဲ့ခြင်းကိုပယ်ရှားရမယ်ယခုဘဝမှာလည်းအိမ်ကြီးဆောင်ခြင်းတရားသဖြင့်ကျင့်ခြင်းနော်တရားသဖြင့်ကျင့်ခြင်းဘုရားဝတ်၌မွေ့ပြောခြင်းကိုအမြဲပြုနေရမည်အကြောင်းကျမတို့ကိုဆုံးမဩဝါဒပေးထားတာဖြစ်တယ်ဒါရှင်ပေါလုကကျမတို့ကိုတွင်တင်လိုက်တာဖြစ်တယ်ပေါ့နော်အဲကျမတို့ကဘုရားသခင်ရဲ့ဘုန်းကြီးထင်ရှားပေါ်ထွန်းဖို့ရမျှော်လင့်နေတဲ့သူတွေဆိုရင်ဒီအရာတွေကိုကျမတို့ကစွန့်ပေးရမယ်ယေရှုခရစ်ကလက်ဝါးကတိုင်မှာကျမတို့ရဲ့အပြစ်တွေအားလုံးကိုအသွေးသွန်းပြီးတော့အသက်စွန့်ပြီးတော့ကယ်တင်တယ်ရွေးကျမတို့ကိုရွေးနှုတ်တယ်ကျမတို့ရဲ့အပြစ်တွေအားလုံးကိုသူကလက်ဝါးကတိုင်မှာရွေးနှုတ်ကယ်တင်သွားပြီကျမတို့ကကယ်တင်ခြင်းခံရပြီအဲကြောင့်မို့ဘုရားသခင်ကသူ့ရဲ့အမျိုးဖြစ်သွားပြီလို့သူကတတ်မှတ်ထားတာဖြစ်တယ်အဲကြောင့်သူကကျမတို့ကိုဘာတွေလုတ်ခိုင်းတယ်သူဘာတွေမကြိုက်တာလဲအဲဒါသူကဒီကျမ်းစာထဲမှာရေးထားတယ်ဘာလဲဆိုရင်ခတ်သိမ်းသောဒုစရိုက်အပြစ်မှာငါတို့ကိုတဲ့ရွေးနှုတ်ခြင်းက၎င်းကောင်းသောအကျင့်ဘက်၌စိတ်အားကြီးခြင်းက၎င်းပိုင်ထိုက်တော်မူသောအမျိုးမှုလို့တဲ့မိမိအဖို့စင်ကြယ်စေခြင်းက၎င်းတဲ့ကိုစွန့်ကြဲတော်မူတယ်တဲ့နော်ဘုရားသခင်ကကျမတို့သူလက်ဝါးကတိုင်မှာကျမတို့အတွက်အသက်စွန့်သွားတာဟာကျမတို့ဒီလိုမျိုးဖြစ်စေခြင်းလို့နော်ဒုစရိုက်ကနေရွေးနှုတ်ခြင်းလို့နံပါတ်1ဒုစရိုက်ကနေရွေးနှုတ်ခြင်းနဲ့နံပါတ်2ကောင်းသောအကျင့်ဘက်မှာစိတ်အားကြီးတဲ့သူတွေဖြစ်စေခြင်းနဲ့နံပါတ်3ပိုင်ထိုက်တော်မူသောအမျိုးကိုတဲ့မိမိအဖို့စင်ကြယ်စေသူ့အဖို့စင်ကြယ်စေခြင်းနဲ့နော်ဘုရားသခင်ကသူကျမတို့ကိုရွေးကောက်တယ်သူအသက်ဆုံးတာကျမတို့ကိုစင်ကြယ်စေခြင်းလို့အဲကြောင့်ကျမတို့ကအညစ်အကြေးနဲ့ကင်းစင်နေတာကိုဖယ်ရှားရမယ်နော်ဒါကြောင့်မို့လို့ဘုရားသခင်ကကျမတို့ကိုသူကနော်ကျမတို့ကျင့်တဲ့ဖြောက်မှတ်ခြင်းအကျင့်အဖြစ်မဟုတ်ဘဲနဲ့တနာခြင်းဂယုဏတော်နဲ့အညီဒုတိယမွေးခြင်းနဲ့ဆိုင်နဲ့စေကြောခြင်းအဖြစ်နဲ့တတ်ရှင်းသောဝိညာဉ်တော်၏အသေးပြုပြင်ခြင်းအဖြစ်တကငါတို့ကိုကယ်တင်တော်မူတယ်ဝိညာဉ်တော်အဖြစ်ကျမတို့ကကယ်တင်ခြင်းခံရတယ်ကျမတို့ဖြောက်မှတ်လို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းဘုရားသခင်ကကျမတို့ကိုသူ့ကိုယ်သူစွန့်နေဆိုတဲ့တဲကသူ့ရဲ့ပိုင်ထိုက်တဲ့အမျိုးဖြစ်စေခြင်းနဲ့စင်ကြယ်တဲ့လူမျိုးဖြစ်စေခြင်းလို့ကျမတို့ကိုဒုစရိုက်တွေကိုစွန့်ပေးပါကောင်းသောအကျင့်ကိုကျင့်ဖို့စိတ်အားကြီးပါဖျားမဲ့တရားမဲ့မနေပါနဲ့လောကီတတ်မဲ့ခြင်းတွေကိုဖယ်ရှားပါနော်ယခုဘဝမှာလည်းအိမ်ကြီးစောင့်သိမ်းပါတရားသဖြင့်ကျင့်ပါဖျားဝတ်၌မွေ့ပြောပါဆိုပြီးတော့ကျမတို့ကိုသူကပြောထားတာဖြစ်တယ်ဒါဆိုရင်ကျမတို့ကဒါတွေကိုလိုက်လျှောက်ရမယ်ဒါတွေကိုကျမတို့လိုက်လျှောက်အသက်ရှင်မှာဖျားသခင်ကသူအသက်စွန့်တာတန်မှာပေါ့လူမို့ရင် तू ကအသက်စွန့်သွားပြီကျမတို့ကလှုပ်ချင်တိုင်းလှုပ်နေမယ်ဖြစ်ချင်တိုင်းဖြစ်မယ်ဆိုရင်ဖယားသခင်ကိုထပ်ပြီးတော့မှလက်ဝါးကတိုင်မှာအကြိမ်ကြိမ်တတ်တာနဲ့တူနေပြီဒီလိုမျိုးမဖြစ်စေချင်ဘူးဒါကြောင့်မလို့ရှင်ပေါလုကဘာပြောလဲဒီတရားစကားကိုဟောပြောတိုက်တွန်းသွေးဆောင်တဲ့သွေးဆောင်ခြင်းနော်ဟောပြောရမယ်တဲ့တိုက်တွန်းရမယ်တဲ့သွေးဆောင်ရမယ်တဲ့နော်ဆုံးမပြစ်တင်ခြင်းကိုလည်းခတ်သိမ်းသောအာဏာနဲ့တကွပြုတ်ပါတယ်အာဏာနဲ့ပဲကြီးဖျားမကြိုက်တဲ့အရာတွေကိုကျမတို့ကိုပြောခိုင်းနေပြီရိုးတောင်ဖုံတော့အာနာနဲ့ပြောပါတဲ့တိုက်တွန်းပါတဲ့သွေးဆောင်ပါတဲ့နော်ခတ်သိမ်းသောအာနာနဲ့တကွာပြုတ်ပါတဲ့အဘယ်သူများတင့်ကိုမထီမဲ့ရင်မပြုတ်စေနဲ့ကျမဒီလိုပြောလို့ကျမကိုမထီမဲ့ရင်မပြုတ်စေနဲ့လို့ပြောလိုက်တာနဲ့အတူတူပဲတရားဟောဆရာတွေကိုဒီလိုပြောလိုက်တာနဲ့အတူပဲအဲကြောင့်ကျမတို့တရားဟောဆရာတွေအဲ့လိုဟောတယ်ဆိုရင်ဟာငါတို့ကိုနာကျင်အောင်ဟောတယ်ဆိုတဲ့စိတ်မျိုးမဟုတ်ဘဲနဲ့ဖះဝတ်မှာမွေ့ပြောပြီးတော့ဒီဆရာတွေအတွက်ကောင်းကြီးပေးလိုက်ကြပါလို့ပြောချင်တယ်နော်ကောင်းကြီးပေးရမယ်
သူတို့ကိုမထီမဲ့မြင်မပြောကျမဆိုဘယ်နှုတ်ကပတ်တရားပဲဖြစ်ဖြစ်နားထောင်နေတာမထီမဲ့မြင်မပြည့်ဘူးဒီဆရာတွေကဒီတရားဟောတာမကောင်းဟိုဆရာဟိုတရားဟောတာမကောင်းကျမမပြောအကုန်ခံယူတယ်ဘာကြောင့်လဲကျမတို့ကတုံတင်နေတဲ့ကာလကိုယ့်ကိုကျမအမြဲတမ်းတင်ယူနေတဲ့ကာလဖြစ်တယ်ဒါကြောင့်ကျမတင်ယူတယ်ဒီလိုနှုတ်ကပတ်တော်ဝင်ငှတယ်ဆိုတာလေကျမကကိုယ့်ကိုခွန်အားယူပြီးတော့တင်ယူနေတာဖြစ်တယ်ဒီနှုတ်ကပတ်တော်တွေနဲ့တင်ယူပြီးကိုယ့်အသက်တာကိုတည်ဆောက်နေတာဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့မှာကျမတို့ကဖရားမဲ့တရားမဲ့မနေကြပါနဲ့ဖရားသခင်အသက်ဆွမ်းတာကိုတန်ဖိုးထားပါလို့ပြောချင်ပါတယ်အရောက်တိုင်းဖရားသခင်ကောင်းကြီးပေးပါစေအာမင်အာမင်အာမင်